လက်ရှိမှာအကျန်းဆုံးလို့တော့ပြောလို့ရတဲ့လောင်းကြီးကွန်မန်နာကိုမစော့တတ်သေးဘူးဆိုရင်တော့ဒီဗီဒီယိုသာအစအဆုံးကြည့်လိုက်ပါလောင်းကြီးကွန်မန်နာမှာတော့အားလီရောလက်ကိန်းမှာပါအားသာချက်တွေအများကြီးရှိပါတယ်ကဲဒါဆိုရင်တော့သူ့ရဲ့စကီးတွေအကြောင်းကနေစလိုက်ကြရအောင်ဗျာလောင်ရဲ့စကီးဝမ်းကတော့ပွဲစပြီဆိုတာနဲ့ကိုယ့်ရဲ့ဟီးရိုးတွေကိုအိုက်တန်အဖြစ်ပြောင်းလို့ရတဲ့တပိုက်တစ်ခုမက်ရဲ့ဘေးမှာပေါ်နေမှာဖြစ်ပါတယ်။ဒါတွေမကသေးပါဘူးဟီးရိုးကိုအိုက်တန်အဖြစ်ပြောင်းထားတဲ့ round တိုင်းမှာဗတယ်စပြီဆိုတာနဲ့ဂိုးတစ်ချက်အပိုရရှိမှာပါ။လောင်ရဲ့စကီးတူကတော့ကိုထည့်လိုက်တဲ့ဟီးရိုးရဲ့ roll ဆန်နယ်ဂျီပေါ်မှာမူတည်ပြီးတော့high weight attack high weight defense နဲ့တခြားသော synergy ရဲ့ power တချို့ကိုပါရရှိမှာပါ။လောင်ရဲ့ power ကတ်ကတော့သူ့ကတ်ကိုယူလိုက်ပြီဆိုတာနဲ့ကြာပန်း3 volt hero တစ်ကောင်ရမှာပါ။အဲ့ဒါကတော့6 round စတိုက်ရရှိမှာဖြစ်ပါတယ်။လောင်ရဲ့တပိုက်ကိုသုံးပြီးတော့ဘလက်စင်းဘယ်လိုချင်းရမလဲဆိုတာကိုဆက်ပြီးပြောပြပေးပါမယ်။တိတ်တူးစပြီဆိုတာနဲ့ဘလက်စင်းထနေတဲ့ hero ကိုတပိုက်ထဲထည့်ပါမယ်။တပိုက်တဲထည့်ပြီးအိုက်တန်အဖြစ်ပြောင်းသွားရင်ကိုဘလက်စင်းပေးခြင်းတဲ့ဟီရိုတွေကိုထည့်လိုက်ပါဒါတော့ကိုလိုချင်တဲ့ဘလက်စင်းမရဘူးဆိုရင်ဘလက်စင်းမှားထသွားတဲ့ဟီရိုကိုတပိုက်တဲပြန်ထည့်မယ်ပြီးရင်ကိုဘလက်စင်းပေးခြင်းတဲ့ဟီရိုတွေကိုတစ်ခါထပ်ထည့်ပြီးတော့လိုချင်တဲ့ဘလက်စင်းကိုထပ်ပြောင်းလို့ရပါတယ်ဒီနည်းနဲ့ကိုလိုချင်တဲ့ဘလက်စင်းမရမချင်းပြောင်းနေလို့ရပါတယ်ဘလက်စင်းကတစ်ခုတည်းမဟုတ်ပါဘူးကိုလိုချင်တဲ့ဘယ်ဘလက်စင်းကိုမဆိုဒီနည်းအတိုင်းပြောင်းပြီးတော့သုံးလို့ရပါတယ်ခုလိုဘလက်စင်းပြောင်းပြီးသွားပြီဆိုရင်တော့ပွဲကိုထိန်းစောဖို့အတွက်ကိုကယ်ရီဟီးရိုးနဲ့လိုက်မဲ့ဟီးရိုးတစ်ကောင်ကိုတစ်ပိုက်ထဲကိုတေချာထည့်ဖို့လိုအပ်ပါတယ်ကိုကယ်ရီစော့မဲ့ဟီးရိုးကမန်နာလိုအပ်တယ်ဆိုရင်တော့စတားဂီတာဟီးရိုးကိုတစ်ပိုက်ထဲထည့်ပြီးတော့ကိုကယ်ရီစော့မဲ့ဟီးရိုးကိုပေးပါကိုစော့မဲ့ဟီးရိုးကဘတ်တဲမှာကြာနေဖို့လိုအပ်တယ်ဆိုရင်တော့ဖိတ်ဝက်ပါဟီးရိုးကိုတစ်ပိုက်ထဲထည့်ပြီးတော့ကယ်ရီဟီးရိုးကိုပြန်ပေးပြီးတော့စော့လို့ရပါတယ်လက်ရှိမှာတော့ဒီနှစ်ခုကအကောင်းဆုံးနဲ့လူစော့အများဆုံးပါပဲနောက်ထပ်လည်းကိုစော့တက်ရင်စော့တက်သလိုတခြား effect တွေကိုယူပြီးတော့စော့လို့ရပါတယ် state 2စပြီဆိုတာနဲ့ second venture effect ကိုယူပြီးစော့တာကိုတော့အားမပေးပါဘူးဒီလောက်ဆိုရင်တော့လောင်းရီကွန်မန်ဒါနဲ့သူ့ရဲ့စကေးအလုပ်လုပ်ပုံတွေကိုအားလုံးပဲသိသွားကြမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုမှာသုံးခဲ့တဲ့စကားလုံးတချို့ဟာအားလုံးသိနိုင်မဲ့အလွယ်ဆုံးစကားလုံးတွေကိုထည့်ပြီးသုံးပေးခဲ့တာဖြစ်တဲ့အတွက်နားလည်ပြီးသားလူတွေအတွက်အဆင်မပြေဖြစ်သွားရင်တောင်းပန်ပါတယ်။နားမလည်တာမရှင်းတာရှိရင်လည်း comment box မှာမေးခဲ့လို့ရပါတယ်။ကဲနောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြမယ်ဗျာ။